ကိုလက်မောင်းကနေစိုးတွေအပြုံလိုက်ထွက်လာတာကိုတွေးလိုက်မယ်ဆိုတင်သားဆိုရင်ဘာလုပ်မလဲအခုဒီမိန်းကလေးကတော့သူမကိုသူမလူမဟုတ်တော့ဘူးဆိုတာစသိလိုက်ရပါပြီမကြည်ပြားရဲ့လက်မောင်းမှာစိုးတွေပေါက်လာလို့သူမဟာကကြီးနဲ့အတင်းညက်ပစ်ခဲ့ပေမဲ့အရေးပြားတွေကပါပုတ်ဆပြူလာပါတယ်ကြောက်လန့်တကြားနဲ့ဆေးရုံပြေးရပေမဲ့ဆရာဝန်က90ယောဂါလို့ထင်ပြီးသူမကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်ဆေးရုံထဲမှာထွက်ပြီးရင်သူမရဲ့လက်ကနေနွယ်ပင်တွေလိုစိုးတွေထွက်လာပြီးနေရန်ပေါ်ကိုအသားလေးတွေ့တက်သွားနိုင်ခဲ့ပါတယ်လူနာတယောက်ကမြင်သွားပေမဲ့သူမကတိုးတိုးနေဖို့ပြောခဲ့လို့လုံခြုံရေးတွေရန်ကနေလွတ်မြောက်ခဲ့ပါတယ်အိမ်ရောက်တဲ့အခါသူမရဲ့လက်သေးတွေတစ်ခုပြီးတစ်ခုကျွတ်ထွက်လာပြီးခန္ဓာကိုယ်မှာလည်းမယုံနိုင်တော့အောင်တန်မာတဲ့ခွန်အားတွေရလာပါတယ်။ဒါပေမဲ့တနေ့မှာတော့သူ့ဒေသနာအဖွဲ့တစ်ခုကသူမကိုပြန်ပေးဆွဲသွားပြီးကလထိုင်မှာတုံနှောင်ထားခဲ့ပါတယ်။သူမဟာပါနတ်စွာနဲ့လက်မောင်းကစူးကိုသုံးပြီးကျိုးကိုဖျက်ခဲ့ပါတယ်။အဲ့ဒီမှာရှိတဲ့အသားစိမ်းတွေကိုစားလောင်စွာစားတောက်နေတော့လက်နက်ကင်တွေရောက်လာပြီးသူမကိုစမ်းတက်ဖို့အတွက်ဆေးရုံကိုပြန်ခေါ်သွားကြပါတယ်ဒီတစ်ချိန်မှာတော့သူမဟာအရှုံးမပေးတော့ပါဘူးစမ်းတက်ဖို့စ조사တဲ့သူတွေကိုသူမရဲ့အစွမ်းနဲ့ပြန်လဲတိုက်ခိုက်ပြီးအသားလေးအနိုင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီလူတွေဟာသူမရဲ့ပြိုင်ဘက်တွေမဟုတ်တော့ပါဘူးစီယုံကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်မှာတော့သူမဟာနောက်ဆုံးမှလူသားအတွင်ကနေလှပပြီးစွာကြီးတဲ့ပစင်းရင်ခွဲတကောင်အဖြစ်လုံးဝအသွင်ပြောင်းသွားပါတော့တယ်